တယောက်သောပုဂ္ဂိုလ်ကဟိုနာမှာရနေတယ်တယောက်သောပုဂ္ဂိုလ်ကလမ်းနဲ့ထိုးပြီးတခါလာပြစ်လိုက်လမ်းနဲ့ပြစ်ပြီးထိုးလိုက်တဲ့အခါကျတော့ဓမ္မတွေဘုပုဂ္ဂိုလ်ကအမြန်ရှောင်မယ်ဆိုတာမသိကြဘူးလားအဲဒီအမြန်ရှောင်တဲ့ကိုယ်တဏ္ဍာရှိတဲ့ဒိဋ္ဌိခွာမှုကိုဒီတဲ့ပို့ပြီးအမြန်ရှောင်ရမယ်ဓမ္မတွေဥကောင်းကိုတယောက်သောပုဂ္ဂိုလ်ဆေးလေးတောက်တယ်ဆေးလေးတောက်တဲ့ကမိလေးလွန်းလာတော့ကိုယ်ကောင်းမှလည်းစီစီနဲ့မိလာမှမစိုးရဘူးလားကိုယ်ကောင်းစီလွန်းလာတဲ့ခါကျတော့မိလေးမိဘလေးကကိုယ်စီရောက်ပြီးကောင်းပေါ်ရောက်ဓမ္မတွေအမြန်ငြိမ်မလားနေငြိမ်မလားအဲ့ဒါကနေခြင်းနေပါအောင်တဲ့ဒိဋ္ဌိခွာမှုရှိတဲ့ရေးကြီးလောက်ပါလို့ဘုရားကတန်ရုပ်ပါဠိတော်မှာဟောထားတယ်အရေးမကြီးတော့ရှင်ဘုရားခင်ကိုရဏကြီးပြောရမှာဝေလို့ပြုံးတောင်မပြုံးဘူးဆိုတာလေတရားဓမ္မတွေမှတ်မိပါလိမ့်မယ်ပြောရမှာဝေလို့ဘုရားခင်ကိုရဏကြီးဥက္ကမောင်ပြုံးတောင်ပြုံးရလားအဲပြုံးတယ်ဆိုရင်ကိုတော်တော်ရေးကြည့်ပြီးပြောတဲ့ဆိုရင်ဒီတဲ့အရေးကြည့်ပြီးဆိုတာမှတ်လိုက်ပါပြုံးတယ်ဆိုရင်တော်တော်ရေးကြည့်ပြီးပြောတယ်ဆိုရင်အဲ့ဒါဒီမှာယဝလာစုဥပ္ပမီလောင်ဒိဋ္ဌိကိုဒီတဲ့အမြန်ရှောင်ဆိုတဲ့ဥစ္စာဒကာဓမ္မတို့ဘုရားဒီအပြောနဲ့ကိုပြောလာတဲ့အတွက်ဘုန်းကြီးတို့ဒကာဓမ္မတွေကအင်းပေါ့မှတ်နေလို့မဖြစ်ပါကလားရှင်းကြဘုရားခင်ကိုရဏကြီးကပတ္တိယဝိယဩမသောတေရှမနောဝမတ္တကေသက္ကာရိဋ္ဌိဘာနာယသတောဘိက္ခုပရိပစေတတိရှိပြီးမြင်မြင်ရှင်းပြပါကွာနမို့မဲ့တားနေတယ်ကွာမင်းတို့ဤမဉ္ဇဉ်ဘုံဉဏ်ကိုတားနေတယ်ကွာဒိဋ္ဌိကနော်ဒါကြောင့်ယဝလံစုဥကောင်းကြီးရှောင်ဒိဋ္ဌိဒီတဲ့အမြန်ရှောင်ဆိုတာဝိဆရာဘုန်းကြီးများကရဲ့ဘုရားကရောအရေးကြီးဖြစ်နေလို့ဂရိပိသပါတယ်ဆိုတာဖြင့်ကြည်ကြည်နက်နက်ပဲမှတ်ကြပါဒိဋ္ဌိပယ်လိုက်တော့အပယ်လွတ်သွားဒိဋ္ဌိလည်းပယ်ပါရောတကားပါလို့ကမောင်းတို့ပါလားဒိဋ္ဌိပယ်ပြီးအဝိဇ္ဇကိစ္စလို့ပါတယ်လို့အင်္ဂုတ္တပါဠိတော်ကြီးကရှိဒိဋ္ဌိပယ်ပြီးလို့ရှင်ဝိဇ္ဇကိစ္စလို့ပါတော့တာပါပဲကွာကြောက်နေပါနဲ့ဆိုတော့ဒီပါဠိတော်နဲ့သွားကြိုက်တယ်ဗတ္တိယဝိယဩမသောဒေရှမနောဝမတ္တကေသက္ကာယဒိဋ္ဌိဘာနာယသတောဘိက္ခုပရိပစေဆိုတော့ပါဠိတော်နဲ့ဒါကတန်ရုပ်ပါဠိတော်အင်္ဂုတ္တပါဠိတော်ကဒိဋ္ဌိနိရောဓဆိုလို့ချင်းကဝိသိကိစ္စပယ်ပြီးသားပါပဲဒိဋ္ဌိပယ်ပြီးရင်ဝိသိကိစ္စပယ်ပြီးသားဖြစ်ပါတယ်ကွဆိုတော့ဓမ္မတွေသောတာပန်မတည်သေးအပယ်စိတ်ချရသေးသောတာပန်မတည်သေးအပယ်စိတ်ချရသေးဘူးဆိုတာသဘောကျဒါပြန်သောတာပန်မဲ့ဒီဒိဋ္ဌိကိုပယ်ပါတယ်ဆိုတာမသိကြဘူးလားဒိဋ္ဌိပယ်တော့ဝိသိကိစ္စတွဲလိုက်ပါတော့ပါလေဘုရားဘာသာမြန်မာလူမျိုးဖြစ်တဲ့သီလပရပရမာသဒိဋ္ဌိဆိုတာဥက္ကမောင်တကာဝမရှိပါဘူးကိုယ်လိုကျင်သွားလို့ကျင်ကိုကောင်းတယ်လို့ယူတော့ဖြင့်ဘုရားဘာသာဘုန်းကြီးတို့ဓမ္မတွေမှာမရှိပါဘူးနော်ဒိဋ္ဌိကလည်းဘယ်နည်းရှိတုံးဆိုတော့62ပါးရှိတယ်62ပါးရှိတာဒီဓမ္မဖြာထွက်လာတာမှတ်ပါရေကောင်းမြစ်ကတော့ဥက္ကမောင်တကာဝပပ္ပတနဲ့ဥစ္စေတာဒိဋ္ဌိကလည်းဘယ်နည်းရှိတုံးဆိုတော့62ပါးရှိတယ်62ပါးရှိတာဒီဓမ္မဖြာထွက်လာတာမှတ်ပါရေကောင်းမြစ်ကတော့ဥက္ကမောင်တကာဝပပ္ပတနဲ့ဥစ္စေတာဓမ္မတို့သတ္တရနာဥစ္စေရပဲနော်ဒိဋ္ဌိ62ပါးရေကောင်းမြစ်ဒီဘုရားလိမ့်ညာသတ္တရနာဥစ္စေရဗတ္တကာရိတိဆိုတာဒီတဲ့အတွင်းမှသွားတာပဲလို့မှတ်လိုက်ပါတော့ကောင်းပြီဒါလေးထူးထူးလည်းလေးမှတ်စမ်းသတ္တရဒိဋ္ဌိကိုယ်တဏ္ဍာမှာရှိတယ်မရှိတယ်ကိုယ်ကကိုယ်ကဲခန့်နိုင်အောင်ဥစ္စေရဒိဋ္ဌိကိုယ်တဏ္ဍာရှိတယ်မရှိတယ်ကိုယ်ကကိုယ်ကဲခန့်နိုင်အောင်ရှေ့ပိုင်းကပြောပါမယ်သက္ကရာဒိဋ္ဌိရှိနေတဲ့ပဲလေးပါမလွတ်ပါဘူးဥစ္စေရဒိဋ္ဌိရှိနေရောမလွတ်ဘူး
သောတပတိမအမြင်မှန်ရမှသာလင်ဒိဋ္ဌိဝိသေသပါတော့သေမှပါလွတ်ပါလိမ့်အပယ်လေးပါးမှလွတ်တယ်ဆိုတာခမည်းတော်ပေးရတဲ့ဆက်ပါပြီးသားပါပဲဘုန်းကြီးကယူဆောင်ပြီးဒီကလာဟောတာမဟုတ်ဘူးဘုရားကယမနာသဝေသာလိပြည်မှာဟောတဲ့ဆက်မှာဟိုကပါပြီးသားမနေဘူးလားဘာဝကဒသနာသမ္မာယသောတပတိမအမြင်နဲ့ပြည့်စုံပြီးနဲ့တကွာဘာဝတကွာလာရင်တရားသူဓမ္မစိတ်တာဝန်ဒီသုံးပါးသောတရားပယ်ချရတဲ့ဒိဋ္ဌိဝိသေသသီလပရပရမာသဥက္ကမောင်ပယ်လိုက်ပြီပြီးတော့မှဒါပယ်လိုက်တော့ဘာကျေးဇူးရှိတော်လို့မေးတဲ့အခါကျတော့မှသရဝါဘာရိသဝိပါမုတ်တော်အပယ်လေးပါးမှလွတ်သွားပြီဒကာဓမ္မတွေရေးပြီဒါပြန်မဲ့ရမှာဒိဋ္ဌိပဲမှအပယ်လွတ်ပေါ်ရဥပိဘိဓိမဘာနာကပါဠိတော်မှာဒီကနခတုတ်ဆိုရရှိတယ်နော်အဲဒီဒီကနခတုတ်မှာသတ္တရဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဤစိတ်နေစိတ်ထားဩစေရဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဤစိတ်နေစိတ်ထားကိုဖွင့်ထားတာရှိတယ်ဥက္ကမောင်သေချာမှတ်ရတယ်မှန်ပါပါဒကာဓမ္မတွေသေချာမှတ်တယ်ဒီဥစ္စာကသေချာမှတ်ပါလို့ဆရာဘုန်းကြီးကတိုက်တွန်းတာကတခြားကြောင့်မှမဟုတ်ဘူးကိုစစ်သေးပါလို့ပြောတယ်ငါသတ္တရာရိရှိတဲ့ပုဂ္ဂိုလ်လားငါဥစေရာရိရှိတဲ့ပုဂ္ဂိုလ်လားဆိုတာစစ်သေးပါဘာဖြစ်လို့စစ်သေးကြရကြလဲဆိုဒီဒိဋ္ဌိကံမျိုးလို့ဘုရားသူလူတို့နိဗ္ဗာန်ဘွယ်ကြီးနဲ့မနှွဲကြရတာသိကြဘူးလားအဲ့ဒါဒိဋ္ဌိတစ်ခုခုရှိရမယ်သူအဲ့ဒါဒိဋ္ဌိတစ်ခုခုရှိရမယ်ဆိုတာကအထူးပြောကြလို့သေးလားဘုရားရဲ့ကံနာပါလို့သေဒီမကပွင့်တော့ပါသမ်းနဲ့ဘုန်းကြီးတို့ဓမ္မတို့ကျွတ်တမ်းမွန်တာဘုရုကံနေတယ်ဆိုတာပေါ်လာကြတယ်ဘုရုပါလိမ့်မယ်ဒိဋ္ဌိကံနေတော့မိစ္ဆာဘာနာကတွေကဆရာကအိုးဒိဋ္ဌိကိုယ့်ဟာကိုစစ်ဆေးကြည့်ပြီးကိုယ့်ဟာကိုဖြုတ်ရလိမ့်မယ်ကွာတဲ့ကိုယ့်ဟာကိုစစ်ဆေးတဲ့နေတဲ့သူပြတယ်ဥက္ကမောင်ရကဲသေချာမှတ်ကြပြီလားနော်ကတိလေးဖြင့်သက္ကရာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကဒကာဓမ္မတို့အပြစ်တော့သေးပါတယ်ကျွတ်ခဲအပြစ်သေးတယ်ကျွတ်ခဲသက္ကရာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကတော့အပ္ပကာဝဇံဒန္တဝိရာကံတို့ဟောထားတယ်အပ္ပကာဝဇံဤသောဖြစ်ဖြစ်ဒန္တဝိရာကံနှိမ့်သောကျွတ်ခြင်းရှိသက္ကရာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကဒကာဓမ္မတို့အပြစ်တော့ကျွတ်ဖို့တော့ဝေးတယ်ဥစ္စေရဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကတော့ဒကာဓမ္မတို့အပြစ်တော့ကြီးတယ်တဲ့နိဗ္ဗာန်နဲ့နီးအပြစ်တော့နိဗ္ဗာန်နဲ့လားဘာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ဒါလေးတွေပတ်ထားရမှာကိုယ်စစ်ဆေးကြည့်လိုက်တဲ့အခါငါသတ္တရရှိနေလားငါဥစ္စေရရှိနေသလားဆိုတာနောက်တော့ပေါ်လာလိမ့်မယ်နော်ဒါလေးကိုအရင်မှတ်ထားပါဦးတဲ့ဥက္ကမောင်ရေကိုစစ်သေးကြီးဟောပြီဒါကတည်းကဘာဟောပါလဲကိုစစ်သေးကြီးဟောနေပါလေဒကာဓမ္မတို့ဘုရားရှင်နဲ့လွယ်ခဲ့ရတာဒီသတ္တရဒိဋ္ဌိရှိလို့တနည်းအားဖြင့်ဥစ္စေရာဒိဋ္ဌိရှိလို့ဒီနှစ်ခုကြောင့်လည်းကြီးလွယ်ချော်ကြီးချော်ရပါတယ်ဆိုတာသိကြပါလားအဲဒီလွယ်ကြီးချော်ကြီးလို့ဖြင့်ဒကာဓမ္မတို့တဲ့ဒီနေ့ဒီကားလို့ဖြင့်ကိုယ်ကဏ္ဍဘာရှိတယ်ဆိုတာသိပြီဟာဘာရှိရင်ဘာနဲ့ဖြေပြောင်းမယ်ဆိုတာဟိုကပေါ်လာတော့သက္ကရာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကဒကာဓမ္မတို့ဒီဘက်လောကဟိုဘက်လောကရှိတယ်လို့ယုံကြည်တယ်ကုသိုလ်အကုသိုလ်ကံတွေအကျိုးပဲရှိတယ်လို့ဟောကုသိုလ်တော့အမှန်တန်ပြုပါတယ်အကုသိုလ်လည်းအမှန်တန်ကြောက်ပါတယ်သုံးချက်ရှိသွားပြီနော်ကုသိုလ်ပြုလည်းအကုသိုလ်ကြောက်တယ်ဘုံဘဝတွေကြတော့ဝတ်ထင်းပါရတယ်ကိုယ်ပုံရောက်မှန်တိုင်းလူချမ်းသာရမယ်ဆိုတော့သဘောကျအသိသာရတယ်နတ်ချမ်းသာရမယ်ဆိုလဲကဲဒီပုဂ္ဂိုလ်ကအခု၄ချက်ပြီးသွားပြီနော်၅ချက်နောက်တစ်ချက်အရေးကြီးတာပြောမယ်ဒီပုဂ္ဂိုလ်ကဘယ်လိုဖြစ်လာတယ်ဆိုတော့ဘုရားနဲ့တွေ့ပြီးဘုရားရိကားတွေနဲ့ပဲနိဗ္ဗာန်ရောက်ကြောင်းသစ္စာတွေဟောအဲ့ဒီကြလာတဲ့အခါကျတော့ကျွတ်ခဲတယ်ဘဝပါရနေတာဥက္ကမောင်ရေပါတဲ့ကျွတ်ခဲတယ်တဲ့ဘုရားနဲ့တွေ့တယ်ဘုရားရိကားနဲ့တွေ့တယ်နိဗ္ဗာန်ကိုမင်းယူတော့လို့နိဗ္ဗာန်ရောက်ကြောင်းသစ္စာတရားတွေဟောလိုက်တဲ့အခါကျတော့တဲကျွတ်ခဲတယ်
အဘယ်ကြောင့်ဆိုတော့ဘဝထဲမှာပုံအောင်ပြီးပြောနေတယ်ရှင်းဒါသတ္တကဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကြီးစိတ်နေစိတ်ထားနှလုံးသွားပါပဲဒါဖြင့်ဒီဓမ္မတွေဒီသတ္တရလားဥစ္စေတာလားဆိုတာကိုယ့်ဟာကိုယ်နှစ်ခုပေါ်လက်တင်စဉ်းစားပြီးဒီကလာသတ္တရရှိလဲဖြုတ်ရမှာပဲဥစ္စေတာရှိကောဒုက္ခမောင်ကြီးဒီတရားကတော်တော်ခက်ပါလားသူများဟောရမှာလားကိုယ့်ဟာကိုယ်ကဲခတ်ပြီးလုပ်ရမှာလားကိုယ့်ဟာကိုယ်ကဲခတ်ပြီးလုပ်ရမယ်ဆိုတာသဘောပါကြနေရကြပြီတရားတက်တော့ကိုယ့်ဟာကိုယ်လူများမပြောကြနဲ့နော်ဒီလိုကြီးရှိနေသဝပါရိစ္ဆဝိပ္ပမုတ်တော်ဆိုတဲ့ဒိဋ္ဌိမှမပြုတ်တော့အပယ်လွတ်ပါမလွတ်သေးဘူးတဲ့နာသူတွေတော့ရောက်ကြမှာပေါ့ဗျာကမ္မတ္တဉာဏ်ကြီးကိုရောက်တယ်ရောက်များဆိုလဲဒိဋ္ဌိလွတ်ပြီးတော့လောက်တာလဲရောက်တာပဲဒိဋ္ဌိရှိပြီးလောက်တာလဲရောက်တာပဲအဲ့တော့ဒိဋ္ဌိလွတ်ပြီးလောက်တော့ဟိုသုတိနတ်ပြည်လေးရောက်သေးတယ်အဲ့ဒီကနေလည်းနိဗ္ဗာန်ကူးသေးတယ်ဆိုတော့ဒိဋ္ဌိဖြုတ်ပြီးကုသိုလ်ဒါနတွေလုပ်ရတာမကောင်းဘူးလားအဲဒါကြောင့်ကုသိုလ်ဒါနတွေကျိုးလဲကျိုးစားပါဒိဋ္ဌိလည်းဖြုတ်လုပ်ပါရှင်းမလားကုသိုလ်ဒါနတွေကိုဒိဋ္ဌိလည်းဖြုတ်ပြပါဒိဋ္ဌိလည်းဖြုတ်ပြပါဆိုတာကိုအရေးကြီးပြောရသာဓမ္မဥစ္စေတာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်ကဲခတ်ကြအောင်လို့ဥစ္စမောင်ရေကဲခတ်ကြအောင်နော်ဇမနိမဘာနာကတရားဆရာကဥစ္စေတာဒိဋ္ဌိရှိတဲ့ပုဂ္ဂိုလ်များမှာတဲ့ဒီလောကဟိုလောကရှိတယ်ဆိုတာလေယုံကြည်ပါတယ်တဲ့နာမနော်ဒီဘလောကဟိုလူတွေနဲ့ရင်မပြီးရှိတယ်ဆိုတာလေကောင်းတာလို့ကောင်းရုပ်ပေးတယ်မကောင်းတာလို့မကောင်းရုပ်ပေးတယ်ဆိုတာကောယုံကြည်ပါတယ်တဲ့ဥစ္စေတာဓမ္မလေးယုံကြည်တာပါပဲတို့တော့သူ့စိတ်ထားမှာကုသိုလ်ကိုမပြုဘူးတဲ့များတော့တယ်သူကုသိုလ်ဘယ်တော့မှမပြုအကုသိုလ်ကြတော့ဒကာဓမ္မတော့နင်းလို့ကုသိုလ်ကြတော့အကုသိုလ်ကြတော့အကုသိုလ်ကြတော့ပြင်းပြင်းထန်ထန်လှုပ်လို့တယ်သဘောကျတယ်ဝါရမယ်ဘုံဘဝဝတ္တရားကြတော့မသာရဘူးတဲ့ဝတ္တရားကြတော့ခဏသဗ္ဗရသမားကတော့သူကတော့ဝတ်ကြတော့ဝိသာယံပြောဥစ္စေရပြတ်ပြီဆိုတော့ဝုတ်တယ်သူသာရတော့ဥစ္စေရဆိုတာကလောက်ပြီးပြီးတော့ဘာမှကျေစုခံရကြမရှိဘူးယူလိုက်တာဟုတ်အဲ့တော့ဝတ်ကြတော့သူကဘယ်နဲ့လဲဘုရားနဲ့တော်တော်ဘုရားဤဒီသားနဲ့တော်တော်သစ္စာတရားတွေနာရလို့ရှင်းဖြင့်သူကကျွတ်လွယ်တဲ့တရားတော်မှာဟုတ်ကဲ့မောင်ပါတယ်ကျွတ်လွယ်တဲ့တရားတော်မှာတို့ဘုရားနဲ့တွေ့တော့ဘုရားတောက်ကနဲ့တွေ့တဲ့အခါမှာတခါလဲဘုရားဖြစ်တော်တော်ကုစုမရရအောင်လုပ်ကြတာပဲတဲ့သို့မဟုတ်လဲဘုရားအပြည့်မရလဲသာဝလုပ်ကိုကျိုးစားလုပ်ပြီးဒီကလာမြန်မြန်ကျွတ်တောင်းဝင်လာတယ်ဒါကဘာသမားပါလေဓမ္မတို့ကိုယ်ကိုကဲခတ်တဲ့ဤဘယ်နည်းပြလိုက်ပါလေငါသက္ကရာရိဓမ္မပဲလားအကဲခတ်ငါဥစ္စေရရိဓမ္မပဲလားအကဲခတ်သဘောကျကြဘယ်လိုကဲခတ်ကြမလဲငါသက္ကရာကငါဥစ္စေရလားဆိုတော့ကိုယ့်ကိုပေါ်နေတာပဲဘုရုလည်းမင်းနေလို့လို့လေတော့မလို့ပါဘူးတော့ဒီလိုဒီနှစ်ခုတစ်ခုရှိနေလို့ရှိရင်လေဓမ္မတို့အပယ်လေးပါးကမလွတ်သေးဘူးတဲ့ငါအခုဒီရောက်သွားလို့ငါဥပိ္ပဒဘုံညတေဇေနဆိုတော့ကျမြင့်တယ်လို့ပြန်ကြရင်ကြအောင်ပါပဲတဲ့ဒိဋ္ဌိကဆွဲတတ်ကိုပြဒိဋ္ဌိကဆွဲတတ်ဆိုတော့အောက်ကနေဆွဲချတတ်တယ်ဆိုတော့သိကြပါလားအဲဒါကြောင့်ယမလန်စုအုပ်ကောင်းကြီးရှောင်မိလောက်ဒိဋ္ဌိကြီးရဲ့အမြန်ရှောင်ဆိုတော့ကြာယမလန်စုကဖြည်းဖြည်းမှဒီဃာရမတွေတိတ်နေတိတ်မှယမရှိလာတဲ့လန်ကြီးကိုရှုမှတ်ကြံလို့ဖြည်းဖြည်းမှတိတ်နေတိတ်မှမိလောက်မှဖြည်းဖြည်းမှချင်းချင်းပါဒိဋ္ဌိကြီးရဲ့အမြန်ရှောင်ရမယ်ဆိုတော့သဘောပါဗလားဒါကြောင့်အရေးကြီးပြောရပါတယ်ဆိုတာဥက္ကမောင်ကြီးမှတ်ပြောက်မှတ်ကြစမ်းပါအစိုးရကဘုရားခင်ကိုရမေးတော့ဆိုရင်ဉာဏ်ရင်းတဲ့ချိန်ကြမှာမေးတော့ဘူးလေအဲ့ဒါရှင်ကိုယ်မှာပု္ပ္ပာလေးမေးပြကြည့်မေးတော့ဆိုတော့ဒုက္ခမိမိပြုတာလားဒကာဓမ္မတို့ဗါတဲ့ဒီမြင်သားပဲခင်ဗျားတို့မြင်သားပဲမိမိပါရလားအဝိဇ္ဇာကြောင့်သင်္ခါရကြောင့်
န္ဓာ၅ပါးဒုက္ခသစ္စာတရားဆိုသူတို့ပြုတာသဘောကျအဲ့ဒါတရားဓမ္မတွေဒီထဲမှာငါပြုလို့ငါရတယ်ဆိုတော့ဒီထဲဒိဋ္ဌိရောနေလို့သဘောကျလားငါပြုကြတာနဲ့ငါဒီဥစ္စာရတော့တာပဲလို့ဆိုတော့ဒီငါနဲ့ဒီငါတစ်ဆက်တည်းမနေဘူးဒါပါဒိဋ္ဌိဆုံးတော့သက္ကရာဒိဋ္ဌိကဝင်ပူးနေတယ်သူစင်ကြပါလားငါပြုတာပါရလားအဝိဇ္ဇာပြုလို့သင်္ခါရဖြစ်ရတယ်သင်္ခါရပြုလို့ခန္ဓာ၅ပါးဒုက္ခသစ္စာတရားဖြစ်ရတယ်ဆိုတော့ရှင်းနေတယ်ဓမ္မတွေဒီခန္ဓာ၅ပါးကြီးဒီသင်္ခါရဆိုတဲ့ကံတွေကပြည့်စုံတယ်လို့ပေါ်လာတာရှင်းပြီနော်ဒီသင်္ခါရကံတွေကလည်းဒီဝိဇ္ဇာမရှိဘဲနဲ့ဥစ္စာမောင်းပေါ်နိုင်မှာလားဒါကြောင့်ဝိဇ္ဇာပြည့်စရာသင်္ခါရပြည့်စရာခန္ဓာ၅ပါးဒုက္ခသစ္စာတရားသဘောကျဒီလိုဆိုတော့ပုဂ္ဂိုလ်တ attva လုံးလုံးရှိအောင်မဟောရပုဂ္ဂိုလ်တ attva ပါသေးလားဝိဇ္ဇာရောမလားအဝိဇ္ဇာပဲငါပါသေးရဲ့သင်္ခါရထဲမှာကုသိုလ်အကုသိုလ်စေတနာပဲငါပါသေးရဲ့မပါဘူးဒီဝိညာဉ်ထဲမှာရှိလိုက်တဲ့ခန္ဓာ၅ပါးပဲငါပါသေးရဲ့လားဒါပြန်အကြောင်းကြောင့်ဖြစ်တဲ့အကျိုးပေါ်လာကြဒီလိုဖြစ်လိုက်တဲ့အခါကျတော့သက္ကရာဒိဋ္ဌိပဲရှိသေးရဲ့လားဘာလို့လဲငါလို့ငါရတာမဟုတ်တော့ဘူးဒီကြောင်းကြောင့်ဒီကျိုးဖြစ်တာပေါ်ကြလားဒီကြောင်းကြောင့်သိကြကြကောင်းပြီဥစ္စေရာဒိဋ္ဌိပဲရှိသေးရဲ့လားဒီကြောင်းတော့ဒီကျိုးဖြစ်တယ်ဆိုတော့ဒီကြောင်းပြတ်သွားတယ်လို့ရမှာလားဒီကျိုးရှိနေသေးတာပဲသဘောကျဥစ္စေရာဆိုတော့ဒီကြောင်းကလောက်တယ်ဒီကျိုးမလို့ဘူးဆိုရင်ဥစ္စေရာဟုတ်အခုတော့အကြောင်းကျိုးကဘယ်နဲ့နေဆက်နေတဲ့အတွက်ဥစ္စေရာလေးကမရှင်းသေးဘူးလားဒါကြောင့်ပရိစ္ဆေသမုပ္ပါကိုဆက်တက်လို့ရှိရင်ဒကာရမတို့သတ္တတလည်းမရှိပါဘူးသတ္တရရှိဆိုတာငါလုံးဒီဟာကငါဆွဲမှဒီဟာငါဖြစ်မှာဘူးငါလုံးလို့ငါရတယ်ဆိုတော့ဒါသတ္တရဒိဋ္ဌိသွားဖြစ်ပြုတဲ့ပုဂ္ဂိုလ်ဒီပင်လည်းသူခံစားရတယ်ဆိုတဲ့အိဗယ်မရောက်ဘူးလားငါလုံးငါရမှာပဲဆိုတော့ဒကာရမတို့အတ္တဘာလို့တတ်တယ်ငါဆိုအတ္တဘာလို့တတ်တယ်ဘာမှမလုပ်တတ်တော့ငါလုံးရင်ငါရတယ်ဆိုတော့ဒါဒိဋ္ဌိသဘောဆိုတာမသေးကြဘူးလားဒီကြောင့်တော့ဒီကျုပ်ခံရမယ်ဆိုတာကဒိဋ္ဌိရှိသေးရဲ့အဲ့ဒါကြောင့်ကမ္မစကတဉာဏ်ကိုလည်းလက်မလွတ်ပါနဲ့လို့ဒီပေးလိုက်တယ်ကမ္မစကတဉာဏ်ကိုလည်းလက်လွတ်လို့ရှိရင်ဒကာဓမ္မတို့ကမ္မစကတဒီကြောင့်တော့ဒီကျုပ်ဖြစ်တယ်ဆိုတော့ဒီကြောင့်ကံကြောင့်ဒီကျုပ်ဖြစ်တယ်ဆိုတော့ပုဂ္ဂိုလ်ကတ္တဝါပါသေးရဲ့မပါတော့ဘူးဆိုတာတော့သိကြပါလားအဲ့တော့ကမ္မစကတဉာဏ်လည်းလက်မလွတ်နဲ့ရတဲ့အကျိုးတရားကိုလည်းမပါရနဲ့ဒါကြောင့်ဒါနပဲသီလပဲရီဆိုတဲ့တချို့တရားမဟောတတ်ပြီဆိုမှဖြင့်လေဥက္ကမောင်ဒါနပဲသီလပဲရီကလားကိုမပယ်ရပါဘူးတရားဓမ္မတို့ဘယ်ပယ်ရလိမ့်မလို့တဲ့သူရဲ့ကာမတက္ကဉာဏ်ဆိုတော့ဒီကြောင့်နဲ့ဒီကျိုးမဆက်ဘူးလားဒီကြောင့်နဲ့ဒီကျိုးဆက်တာဒီကျိုးဆက်လို့ပဲသာသနာ့ရင်းကြုံမှာသာသနာ့ရင်းကြုံလို့လည်းဥပဒနာဉာဏ်တွေရကြဒီကနေပြီးဆက်ကြရမှာဘူးရနေလို့တော့ပါအဲ့ဒါကြောင့်ဒါနသီလတွေလည်းလုံးဥပဒနာလည်းမလွတ်နဲ့ရှင်းမလားတဲ့ခါတော့ကြောင့်ဒီကမှာဒီခန္ဓာ၅ပါးဒုက္ခသစ္စာတရားတွေကဒုက္ခကိုသူတစ်ပါးပြုကြလားလို့မေးလိုက်တော့ဘုရားကပဲလို့တဲ့မို့တရားဓမ္မတွေရှင်းနေကြလားဒါရီသူတစ်ပါးဟုတ်ကြလားတရားဓမ္မသူတစ်ပါးဆိုတော့ဟိုလူတယောက်ကလုတ်တယ်အိဗယ်ရောက်ဒီလိုမဟုတ်ပါဘူးဒီသင်္ခါရကြောင့်ဒီဥစ္စာကြောင့်ဒီသင်္ခါရကြောင့်ဒါသိပြီရှားရှားတရားဓမ္မတွေရိုးဆွဲနေအောင်မှတ်ပါဒါသူတော်ပြုတာလားဆိုတော့သူတော်ပြုတာမဟုတ်ဘူးဆိုတဲ့ကောကဘယ်လိမ့်ပြီးရှင်သွားတော့ခင်ဗျားတို့သူတော်ခံဆိုတာကတော့ပြုတဲ့လူကတခြားခံတဲ့လူကဒီလိုပြနေတော့ကြားထဲမှာအကြောင်းကျိုးဆက်သေးရဲ့မဆက်တော့ဘာလေးတွေဥစ္စေရာတွေဖြစ်နေတယ်မိမိပြုမိမိခံဆိုတော့ဘာလေးတွေဖြစ်ဒါကလည်းမိမိခံဒိဗ္ဗေရောက်အကြောင်းကျိုးပါသေးရဲ့အဲ့တော့ဒီလိုမိပါနဲ့သုံးနာမပု္ပ္ပာမဲတဲ့ဒီငေါမှာဒုက္ခဆိုတဲ့ခန္ဓာ၅ပါးမိမိသူတော်ဘာနှုတ်သာပြုတာလားရောမိစားသတ္တရာဥစ္စာရောပြီ
အဲ့ဒါဓမ္မတွေဘယ်နဲ့ဖြေမလဲဘုရားကလည်းမဟုတ်ပါဘူးကိုင်းဒါဖြင့်လေးနာမပု္ပ္ပာမေးလိုက်ဦးမယ်တရားဓမ္မတွေနော်ရှင်တော်ဓမ္မဒုက္ခဆိုတဲ့ခန္ဓာ၅ပါးတရားမိမိသူတစ်ပါးနှုတ်သားကမပြူပဲနဲ့အလိုလိုပေါ်တာလားဘယ်နဲ့လဲအလိုဒီကြောင်းရောက်ဒီကြောင်းရောက်ဒီကြောင်းရောက်ဒီကျိုးဒီကြောင်းရောက်ဒီကျိုးဆိုတဲ့ကအလိုလိုပေါ်တာဟုတ်သေးရဲ့ခင်ဗျားတို့မိုးပေါ်ကြမဟုတ်ဘူးရှင်းမလားဒီဓမ္မတွေမိုးပေါ်ကြတယ်လားမဟုတ်ပါဘူးတဲ့ဇိန္ဒမာနတို့မရှိတဲ့ကမွေးတယ်လို့ဆိုတာခင်ဗျားတို့ကြားဘူးလို့ဘုရားတွေပြီးသားတွေဒီကားလို့ဆိုလို့ချင်းဖြင့်ဘုရားကြားဘူးတဲ့ကမွေးတယ်လို့ဆိုတာခင်ဗျားတို့ကြားဘူးလို့အဲ့ဒါဒီတောင်မှသူ့เจ้าနဲ့သူ့ကျိုးရှိတယ်တန်တေရကြတယ်ဘူးဗျသဘောကျအဲ့တော့သူ့တန်တေရကြဆိုတာအကြောင်းမရှိဘူးလားသူ့เจ้าရောက်သူ့ကျိုးဖြစ်တာဆိုတာဘယ်တော့မှမပယ်ပါနဲ့ဘုရားဒီလိုဓမ္မတွေကနားမယ်တော့ပြောရှုပ်ဖြင့်ဘာမှမပြောတော့ပါဘူးဓာကြီးပေါ်နေတာပဲသူ့လည်းမောင်းမဘူးဓာကြီးပေါ်နေတာသူ့အောင်မလို့ဓာပေါ်တဲ့ဥစ္စာဒီကိလေဓာကြီးပေါ်နေလို့ပြောရင်ပြောနေပြီတဲ့ရှင်းမလားရှင်ကြီးဓမ္မတော့မဟုတ်ဝိသုပြေတော့ရှင်ကြီးဓမ္မဒုက္ခမသိဘူးလားမေးလိုက်ဘောက်ဆံဆံမေးလိုက်ပါလေဘယ်နဲ့မေးတော့ဒုက္ခမရှိဘူးလားလို့မေးလိုက်ဘယ်နဲ့မေးပါလိမ့်အဲ့တော့ဘုရားကလည်းဟောရှိလို့ခန္ဓာ၅ပါးဘာသက်သာတရားလဲဒီကြည်စံခမရတဲ့ခန္ဓာကိုဒီနေ့ကျအိုဘေနာဘေသေဘေတို့မှာပါကြရဲ့နော်ဒါဒီကပြောလိုက်ပါအောင်6တန်ဘက်ကရှင်ဘောဓမဒုက္ခမသိဘူးလားလို့မေးတော့ဘယ်နဲ့လဲသိတယ်လို့ဖြေလိုက်တယ်ဒါဘာသက်သာဒကာဓမ္မတွေလည်းဒီတိုင်းသိနေတော့ဒီဒုက္ခသစ္စာကြီးကိုจิตတို့ကညာနဲ့သိမှုပဲအရေးကြီးတော့ဒါအရေးကြီးပါလေဒီဒုက္ခသစ္စာကြီးနဲ့ဖြင့်ဥစ္စာကွဲအောင်ဒကာဓမ္မတွေจิตတို့အလုပ်လုပ်ရလိမ့်မယ်မလုပ်လို့ရှိရင်တော့ဖြင့်ကိညာပုဂ္ဂိုလ်နှိမ့်ဆက်မယ်ဘယ်လိုနှိမ့်ဆက်မလဲရှင်းကြပါလားဒါကြောင့်ဥပဒနာလုံးမရမှာပေါ့သဘောပါကြပါလို့ရမယ်ဟုတ်တယ်ဘုရားခင်ကိုရမေကြီးကဟေးရှင်ရကတပါတဲ့မင်းဒီကားလို့ဆိုရင်အခု6ချက်မေးတော့ငါမသိဘူးလားဆိုငါသိပါတယ်တဲ့ပြီးဖို့ငါရှင်းပြောရလို့ရှင်းဖြင့်ခွာတဲ့မင်းသိသိချာချာမှတ်စမ်းပါဆိုပြီးဒီကားကဒီဒုက္ခဖြစ်တာဒီအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်သင်္ခါရကြောင့်ဒုက္ခဖြစ်ရှင်းမလားအဝိဇ္ဇာချုပ်ရင်သင်္ခါရချုပ်ရင်ဒါမှမဟုတ်တို့ဒီကားလို့ဆိုရင်အဝိဇ္ဇာသင်္ခါရချုပ်ဖို့လုံးမကလည်းဒုက္ခချုပ်ဝိဇ္ဇာသင်္ခါရမချုပ်ရင်ဒုက္ခမချုပ်နိုင်ဘူးဆိုတာသိကြပါလားဒုက္ခချုပ်ဖို့နဲ့ပြမသင်မယ်